အိမ်မက်ထဲမှာကြောခိုင်းပြီးသူ့ရှေ့ကသွားနေတယ်လို့အခုလဲသူ့ကိုကြောခိုင်းပြီးသားနေသွားခဲ့တဲ့ပုံရိပ်လေးဘယ်တော့များမှသူ့ဘသူလဲငါနဲ့ဘလို့ပတ်သက်လဲဆိုတာသိရပါမလဲအိမ်မက်ထဲမှာတော့တစ်ခါမှစကားမပြောဘူးလားမျက်နှာချင်းဆိုင်တွေ့ရင်ရောသူကရောငါ့ကိုသိပါမလားငါကရောတွေ့ရင်သူ့ကိုဘာပြောရမှာလဲအိမ်မက်ထဲကအကြောင်းသွားပြောပြရင်ငါ့ကိုယူနေတယ်လို့ထင်ပါပဲဟာတော့ဟာခံရမယ်ထင်တယ်ထားပါအခုလောလောဆယ်အရေးကြီးတာကသူ့ကိုနောက်တစ်ခါထပ်တွေ့ရဖို့နဲ့သူ့ဘသူလဲဆိုတာသိရဖို့ပဲအိမ်မက်အကြောင်းကနောက်မှပြောလို့ရပါတယ်လေအတွေးတွေကိုနယ်ချဲ့ရင်ကားမောင်းကအိမ်ပြန်လာခဲ့သည်ထိုညကသူ့အိတ်လို့မပြောအတွေးများနဲ့ခြားခြားလဲနေသည်နောက်နေ့တွေမှာကြောင်းရောက်တာနဲ့ခဏမငြိမ်ကန်တင်းမှာထိုင်ရင်လေမုတ်တာစားနေရတာမျက်လုံးကတော့ပုံရိပ်လေးကိုရှာနေမိသည်အတန်းချိန်အားသီးနဲ့ကြောင်းအနှံ့ကားပတ်မောင်းကရှာရသည်ကအမောညနေပိုင်းတွေဆိုကြောင်းအားကစားကွင်းဘက်လူများသည့်နေရာသို့သွားထိုင်ကထပ်တွေ့ဖို့မျှော်လင့်နေတဲ့မူရိပ်တခါတော့ကိုစိတ်ပြက်လာမိသည်မသေးချာမရည်ရတဲ့အလုပ်တစ်ခုကိုလုပ်နေတဲ့ကိုဒေါသထွက်မိသည်အရင်ကလူများတဲ့နေရာတွေကိုရှောင်ကတငယ်ချင်းတွေနဲ့အေးဆေးနေတတ်တဲ့သူကအခုဆိုရင်လူများတဲ့နေရာတွေသွားကဟိုကြည့်ဒီကြည့်နေဖြစ်နေသည့်ပုံစံကသူ့စတိုင်မဟုတ်ထို့ဖြစ်နေတာကိုတငယ်ချင်းတွေကလည်းတတိထားမိလာကြသည်မူရိပ်တဲ့မင်းဘာဖြစ်နေတာလဲအခုတလောပုံမှန်မဟုတ်ဘူးလူများတဲ့နေရာတွေသွားလို့သွားကျောင်းကနေလည်းတော်တော်နဲ့မပြန်ဘူးဟိုကြည့်ဒီကြည့်လောက်လိုက်တပြင်းချလိုက်နဲ့ဘာရှာနေတာလဲမင်းမူပြတ်နေတယ်နော်ဘာကိစ္စတွေရှိနေတာလဲငါတို့ပြောလေကွာငါတို့လည်းကူနိုင်တာရှိရင်ကူညီပေးမှာပေါ့ဟူအာကာကပြောလာသည်ထပ်နေလင်းရောဖူးအီရောကပါဘေးကနေထိုင်ကဝိုင်းမင်းနေတာကြောင့်အဖြစ်ပြက်များကိုမိုးရိပ်လည်းပြောပြလိုက်သည်ငငယ်တွေကတိလာတဲ့တငယ်ချင်းတွေဖြစ်တာကြောင့်မိုးရိပ်အိမ်မက်အကြောင်းကိုလည်းသူတို့သိထားကြသည်ထို့ကြောင့်အခုအကြောင်းအရာကသူတို့အတွက်အရန်ကြီးတော့အထူးဆန်းမဟုတ်ပဲမိုးရိပ်ရေနင်ဟာကတိကြလို့လေနင်တခါမှအပြင်မှာလည်းတွေ့ဘူးလားမဟုတ်ပဲနင်တို့ကိုမတ်မိလို့လားစပင်းနဲ့နောက်ကျော်လေးပဲမြင်လိုက်ရရုံနဲ့အဲ့လူကနင့်အိမ်မက်တွေကလူလို့နင်ကဘလို့လို့ပြောနိုင်ရတာလဲဟုတ်တယ်မလားအာကငါပြောတာမှန်နေမလားအေးကွာငါလည်းမင်းကိုအဲ့ဒါမင်းမလို့မင်းကတေးချကိုမှတ်မိနေတာလားလူမားတာရောမဖြစ်နိုင်ဘူးလားသူမတူတေးချပါလေကွာငါမမိတဲ့အရွယ်ကနေစပြီးအခုချိန်ထိငါအိမ်မက်ထဲမှာအမြဲတမ်းပေါ်လာတဲ့သူ့ရဲ့ပုံစံကိုငါမီးစရာလားငါလုံးဝမမားဘူးအဲ့ဒါသူ့ပဲပြီးတော့ထူးခြားတာတခုရှိသေးတယ်သူ့ကိုတွေးတဲ့အချိန်မှာမျက်နှာမမြင်ရပါပဲနောက်ကျောလေးကိုမြင်ရတာနဲ့ဒီငါအိမ်မက်ထဲမှာခံစားရတယ်လို့ရင်ခုန်လုံးတွေမြန်လာပြီးလွမ်းတယ်လို့ငူချင်းတယ်လို့ခံစားချက်ကြီးဖြစ်လာတယ်အဲ့ခံစားချက်ကြီးကပဲငါ့ကိုစိတ်နှောက်ယှက်ဖြစ်စေတာငါနဲ့သူနဲ့ကဘလို့ပတ်သက်လို့ငါကအဲ့လိုခံစားမှုတွေဖြစ်နေရတာလေငါမသိတော့ကွာအခုလောလောဆယ်ငါသူ့ကိုရှာရမယ်နေဟာကလေကောက်ယူပုံနဲ့အရှာရတယ်လို့ပဲနမေလည်းမသိညံ့တာလည်းမသိဘသူလေးဆိုတာလည်းမသိနေရဲ့အိမ်မက်ထဲကလူဆိုလို့နေတယောက်လေးမှတ်မိမှာငါတို့ဘလို့ကူညီပေးရမလဲဟာထပ်နေလေဟဲ့နင်ကလည်းတစ်ချိန်လုံးငြိမ်ပြီးနားထောင်နေတာငါတို့အကြံပေးအောင်လေဤပါဖွေးမရေငါနားထောင်နေတယ်ဆိုတာအကြံထုတ်နေတာပါဟာမူရိပ်မင်းတို့ကိုတွေ့လိုက်တော့ငါဓာတ်ပုံရိုက်ထားတယ်မလားဘယ်မှာလဲငေါ့ပြမူရိပ်လေသူရိုက်ယူထားတဲ့ပုံရိပ်လေးရဲ့နောက်ကျောပုံကိုထုတ်ပြလိုက်သည်โอเคငါဘာလုပ်ရမလဲသိပြီဒီလိုလုပ်ရနောက်တနေ့သူတို့ကျောင်းရဲ့ဆိုင်းဘုတ်တွေကားဂိတ်တွေနဲ့ဌာနတိုင်းရဲ့ notice board မှာ wanted ဆိုပြီးဘယ်သူမှမသိတဲ့လူတစ်ယောက်ရဲ့နောက်ကျောပုံလေးရေတွေးရှိကဆက်သွယ်ရန်ဆိုတဲ့ဖုန်းနံပါတ်တစ်ခုရေရေးထားတဲ့စာရွက်တွေကနေရာအနှံ့ပြန့်နှံ့နေသည်ကျောင်းသူကျောင်းသားများသာမကဆရာမများကပါထိုစာရွက်တွေကိုကြည့်ပြီးစိတ်ဝင်စားနေကြသည်ကျောင်းရဲ့ page ထဲမှာလည်းထိုအကြောင်းအရာကလူပြောများတဲ့အကြောင်းအရာတစ်ခုဖြစ်သွားသည်မိုးရိပ်ကတော့မျောလင့်ချက်များစွာနဲ့ဝင်လာမဲ့ဖုန်းကိုမျောနေမိသည်ပုံရိပ်လေးကိုယ်တိုင်မဆက်သွယ်လာရင်တော့သူ့ကိုတီးတဲ့သူတယောက်ကတော့ပြောပြပေးနိုင်ကောင်းပါရဲ့ဟုမျှော်လင့်နေသည်သူတို့မျှော်လင့်ထားသလိုပဲဖုန်းဆက်လာကြတဲ့သူများရှိသည်ဟိုလူဖြစ်မယ်ဒီလူဖြစ်မယ်နဲ့ပြောသွားကြပေမဲ့တကယ်သွားလိုက်ကြည့်တဲ့အခါမဟုတ်တချို့သူများကကြတော့ဘသူကလိုက်ရှာနေတာလဲသိလို့၍ဖုန်းဆက်ခေါ်ကြသည်မိုးရိပ်တို့ကလည်းဘသူကိုသွားတွေ့တငယ်ချင်းအုပ်စုလိုက်သွားတာကြောင့်ကြော်ညာစာရွက်ဖြန့်ကရှာနေသူမှာမိုးရိပ်ထဲဟုနာမည်မထွက်လာခြင်းဖြစ်သည်ဒီလိုနဲ့ရက်တွေကြာလာတော့မိုးရိပ်စိတ်ပြက်လာမိသည်တနေ့ဖုန်းဆက်လာတဲ့သူများကိုလိုက်ကြည့်ရတာချီကုန်လက်ပန်းကျလာသည်ဘာလဲကွာငါတယောက်ဖေးယူနေတာလားမသိဘူးဟုတွေးမိကဝမ်းနေအားငယ်နေမိသည်ထိုအဆောင်ပြီးရှိလမ်းကြားလေးတို့ပြီးကသွားကြည့်နေသည်တို့ပေမဲ့ဖြတ်သွားဖြတ်လာကောင်မလေးများကလွှဲ၍တခြားသူမရှိသူရှာနေတဲ့ပုံရိပ်လေးကတော့ပျောက်ဆုံးနေစေ